ယဉ်ကျေးလိမ္မာတဲ့ကလေးတယောက်ဖြစ်ဖို့မဖြစ်မနေပေါ့နော်သုံးရမယ့်စကားလုံး၃ခု magic words လေး၃ခုကိုပြောချင်ပါတယ်ပထမတစ်ခုကတော့ကျေးဇူးတင်ပါတယ်ဆိုတာဖြစ်ပါတယ်တရားရောက်ရဲ့လှုပ်ဆောင်မှုပေါ်မှာတုံ့ပြန်တဲ့အနေနဲ့ကျေးဇူးပဲလို့ပြောတဲ့အရာဖြစ်တယ်ဒုတိယတစ်ခုကတော့တောင်းပန်ပါတယ်လူတိုင်းကအမှားလုပ်ပါတယ်အမှားမကင်းဘူးဆိုတော့သို့တော့အမှားလုပ်ပြီးတဲ့အခါမှာတောင်းပန်တယ်ကို့အမှားကိုဝန်ချတယ်ဆိုတဲ့အရာမျိုးဖြစ်တယ်တတိယတစ်ခုကတော့ခွင့်ပြုပါဆိုတဲ့စကားလုံးဖြစ်ပါတယ်အဲ့တော့တစ်ခုခုကိုလှုပ်ဆောင်တော့မယ်ဆိုလို့ရှိရင်တဦးတစ်ဖက်ရဲ့သဘောတူညီမှုပေါ့နော်ခွင့်ပြုချက်ကိုတောင်းခံခြင်းဖြစ်ပဲဆိုတော့ဒီစကားလုံး၃လုံးကိုပြောခြင်းအပြင်ကလေးတွေကိုအတိအကျပြောရမယ်ဆိုတာမျိုးပြောခိုင်းတာမဟုတ်ဘူးเนาะသူတို့ဒီစကားကိုပြောခြင်းအပြင်တစ်ဖက်လူဘယ်လိုခံစားရလဲဘယ်လိုပျော်ရွှင်သွားလဲဆိုတဲ့ခံစားချက်မျိုးကိုနားလည်အောင်လဲပြောပြရမှာဖြစ်ပါတယ်သူတို့စိတ်ထဲကနေလာတဲ့ထွက်လာတဲ့ဒီစကားလုံး၃ခုယဉ်ကျေးလိမ္မာတဲ့ magic words လေးတွေကပို့ပြီးတော့မှတန်ဖိုးရှိတာဖြစ်ပါတယ်